สวัสดีครับမင်္ဂလာပါခင်ဗျာပထမ9နှစ်လုံးကိုကျွန်တော်အပြောအပါတွေနဲ့တောက်စားတွေလည်းပါခဲ့တာပေါ့ပြီးတော့တခြားကိုယ့်ရဲ့အချိန်ကိုမစီမံမခန့်ခွဲနိုင်ခဲ့တာတွေလည်းပါတာပေါ့နော်တခြားပြောအပါအရင်ဆိုးတဲ့ထဲတော့မဟုတ်ပေမဲ့ကျွန်တော်ညံ့ခဲ့တာလေးတွေကိုလူချင်းမင်းတို့လည်းအဲ့လိုမဖြစ်ရလေအောင်ကျွန်တော်ရဲ့အမားတွေတဲကနေသင်ခန်းစာယူနိုင်အောင်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပြရခြင်းဖြစ်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်ဗမားခဲ့တယ်ဆိုရင်ကျွန်တော်အလုပ်ပြန်အလုပ်မနက်8နာရီသွားတယ်အလုပ်ပြီးတော့ညနေ9နာရီပြန်လာတယ်ပေါ့နော်ပြန်လာပြီးတော့ဘာလုပ်လဲဆိုချက်ပြုတ်ပြီးတော့ရေမွှချောစားရတယ်ပြီးဘာလုပ်လဲဆိုတော့ကိုရီးယားကထိုင်ကြည့်အဲ့ဒါည7နာရီ12နာရီအခက်မသိတနာရီလောက်ထိရောက်သွားတယ်ဘာလို့လူကအဲ့လိုကြည့်ကောင်းပြီဆိုရင်စိတ်ကမကြည့်မနေနိုင်တော့ဘူးအရေးတွေပြအလုံးပါလေဒုက္ခရောက်ပေါ့နော်အလုံးမှာဆိုအောင်တောင်းကြီးဖြစ်နေတာပေါ့ပထမတစ်နေ့တော့အဲ့လိုတနေ့တိုင်းတော့တနေ့တည်းမဟုတ်နောက်ကြတော့ဗာဖြစ်သွားပြန်ပြီလေဆိုတော့တကယ်ချင်းအပေါင်းအသင်းတွေနဲ့ OD မရှိရင်နောက်တစ်ခုပေါ့နော်နောက်တစ်ခုမှာဘီလီယံကိုရောက်တာငယ်ချင်းပေါင်းအသင်းတွေနဲ့ကိုကလည်းဟိုဒီဘက်တီဘီလီယံဆိုတော့ထိုးတတ်တာမဟုတ်ဒါပေမဲ့လည်းဒီတက်ထိုင်ကြည့်အဲ့လိုဝေးလာပါလားပေါ့နော်ပါမှလည်းမဟုတ်အချိန်ကြီးကုန်တာပဲဖတ်တင်ပြီးပြန်လာပြီးတော့ရေမိုးချိုးစားတော့အဲ့လိုပြန်သွားအဲ့လိုပဲဒါတရက်တည်းမဟုတ်ပါဘူးနေ့တိုင်းမှာပြီးတော့ဂိမ်းဆော့တဲ့အကျင့်နံပါတ်3ပေါ့နော်ဂိမ်းဆော့တာရောက်တာနဲ့ရေတော်မချိုးနိုင်ဘူးတမင်းလည်းမချက်နိုင်ဘူးဟင်းလည်းမချက်နိုင်ဘူးတန်းပြီးတော့ချပြီးဂိမ်းဆော့ပြီးတော့ကပန်းလည်းရေမိုးချိုးစားတော့ပြီးနောက်တစ်ခုကလောင်စားလေးတွေရှော့ပါနော်လောင်စားလေးတွေလုံးဝရောင်လို့တော့မှမလုပ်ပါစေနဲ့မလုပ်မိစေနဲ့အရင်ကမှကြောက်စရာကောင်းတယ်100 200နေပြီးတော့ပတ်စံကျွန်တော်တို့တနေ့တော့လောက်ခါမှာ400ရဖို့ဆိုတာမလွယ်ပါဘူး။ဦးဒီမနေ့8နာရီနဲ့ဦးဒီည7နာရီထိလောက်ရင်တော့မှ600 900လောက်ပဲရတယ်။အဲ့ဒါကိုဂိမ်းတစ်ခါဆောက်လိုက်1000လောက်ရှုံးတဲ့လူတွေလည်းရှိတယ်။ဒါကြောင့်လောင်ကစားဆိုတာမလုပ်ပါနဲ့။ဖုန်းလေးတစ်လုံးရှိနေအောင်နဲ့လောင်ကစားတစ်ခုအလွယ်တကူလုပ်လို့ရနေတယ်။ကျွန်တော်ကတော့အဲ့လိုဆိုရင်လောင်ကစားတော့ဆိုးဆုံးမလုပ်ခဲ့ဘူးပါဘူး။ကျွန်တော်အရင်ထိန်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကိုယ်တိုင်ကပတ်စံရှိသားမိကနေလာတော့မဟုတ်ဘူး။ပတ်စံဆိုတာကျွန်တော်တို့ရှာရအရင်ခတ်တယ်ပေါ့။ထဲမှာပါတယ်ပေါ့နော်။ဒါကြောင့်မလို့ပတ်စံကိုတော့တည်ချာလေးကြိုက်တယ်ဖြစ်တယ်။ဒါဒီလောက်ပါပဲအခက်ခဲရတော့ကျွန်တော်လုပ်ခဲ့မိတဲ့အမှားတွေပေါ့နော်။ရှားဟာတွေလည်းရှိမယ်။ဒါပေမဲ့ကျွန်တော်လောစကောင်းထဲမှာမတွေးမိတဲ့ຢာလေးတွေဖြစ်နေတယ်ပေါ့နော်။ပြီးတော့ဒါတွေကိုခင်ဗျားတို့မလုပ်စေချင်လုံးမိရင်လည်းဆက်လို့ဖို့အရင်ခတ်တယ်အကျင့်သေးလေးတွေအသင်သေးလေးတွေရပဲကိုဘွားဖြတ်တာအကျင့်သေးလေးတွေရပဲကိုဘွားတို့တက်အောင်လုပ်ပြီးတယ်မနေ့အရာစောထားတာမျိုးပြီးတော့ကိုဘာသာပါတဲ့အရာတစ်ခုကိုလေ့လာတာမျိုးပေါ့နော်အခုမှကျွန်တော်လုပ်ဖြစ်လာတာလို့ပြောအောင်နောက်ကြပါပြီလားဆိုတော့နောက်ကြပါဘူးအခုဒီဗီဒီယိုကိုမြင်တဲ့ခင်ဗျားဟာလည်းနောက်ကြသေးပါဘူးလုပ်နေတယ်ကျွန်တော်လုပ်ခဲ့တဲ့လိုမျိုးအမှားတွေကိုလုပ်နေမိတယ်ဆိုရင်ရလိုက်ပါတော့ပြီးတော့ကျွန်တော်ကြွားစရာလေးတွေရှိပါတယ်ကျွန်တော်အရင်တော့လုပ်ခဲ့တဲ့ငါးနှစ်တော့ဘီယာလည်းတောက်ပါတယ်စိတ်လေးလည်းတောက်ပါတယ်ကိုတော့မစားပါဘူးဒါပေမဲ့အခုလက်ရှိမှာတော့ကျွန်တော်ဟာဘီယာအရက်ဘာမှမတောက်တာဆိုရင်3နှစ်လောက်ရှိပါပြီပြီးတော့စိတ်လေးမတောက်တာဆိုလို့ရှိရင်ကျွန်တော်ဟိုလွန်ခဲ့တဲ့နှစ်2025 4လပိုင်း29ရက်လောက်တည်းကကျွန်တော်မတောက်တော့ပါဘူးအခုထိပါပဲဆိုရင်အနည်းဆုံးမရှိဘူးဆိုရင်တော့8လ9လလောက်ရှိနေခဲ့ပါပြီကျွန်တော်10နှစ်နေပါလောက်တောက်ခဲ့တဲ့ဒီဆေးလေးကျွန်တော်မဖြတ်နိုင်ဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ရဲ့အတိမိတ်ဆွေတွေအားလုံးကျွန်တော်ကိုယ်တိုင်လည်းဖြတ်ချင်တယ်ကျွန်တော်ရဲ့မိဘကျွန်တော်ရဲ့ကောင်းမလေးအကုန်လုံးကဖြတ်ခိုင်းတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်စူးစမ်းပြီးဖြတ်ခဲ့တယ်ဒီလိုပဲပေါ့လူကြီးမင်းတို့အနေနဲ့လည်းကိုယ်မှမကောင်းတဲ့အကျင့်တွေရှိနေတယ်ဆိုရင်အခုကတည်းကဖြတ်လိုက်ပါတော့အခုစဖြတ်လိုက်ပါကျွန်တော်တော့လုပ်နိုင်သေးတာပဲခင်ဗျားတို့ကလည်းမလုပ်နိုင်အောင်ပါလုပ်ပါနော်ကဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါ